ကျေးဇူးပြုတဲ့များအားလုံးမင်္ဂလာပါဒီလရဲ့နိုင်ငံရေးသိပ္ပံကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခေါက်ခေါင်းစဉ်လေးကိုတော့နိုင်ငံအတွက်ထောက်ပြဖို့လိုအပ်နေတဲ့အရာဖြစ်တဲ့စီကံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုရွေးချယ်ထားပါတယ်ခေါင်းစဉ်ကတော့စီကံဟူသည့်ပြည်သူတန်ဖိုးပဲဖြစ်ပါတယ်ဗျပထမဦးစွာလူတွေဘာလို့စီကံဆိုတဲ့အရာကိုသတ်မှတ်ခဲ့ကြသလဲဆိုတာလေ့လာကြည့်ကြအောင်လူသားတွေစီမင်းစီကံအစိုးရစတဲ့သတ်မှတ်ချက်တွေမရှိခင်ကဘယ်လိုနေထိုင်ခဲ့ကြမလဲဆိုတဲ့အင်္ဂလိပ်အခေါ် state of nature ကိုနိုင်ငံရေးသိပ္ပံပညာရှင်တွေရောအတွေးခေါ်ပညာရှင်တွေကပါမျိုးမျိုးစဉ်းစားသုံးသပ်ခဲ့ကြပါတယ်ဒီထက်ကမှအင်္ဂလိပ်လူမျိုးနိုင်ငံရေးပညာရှင် John Locke ရဲ့တွေးခေါ်ပုံတင်ပြခြင်းပါတယ်သူတွေးတာကနံပါတ်1လူသားတိုင်းဟာ natural rights လို့ခေါ်တဲ့သဘာဝအခွင့်အရေး၃ခုနဲ့မွေးဖွားလာကြပါတယ်အဲ့ဒီကတော့အသက်ရှင်ခွင့် life ပေါ့လွတ်လပ်ခွင့် liberty ပိုင်ဆိုင်ခွင့် property ဒီ၃ချက်ဖြစ်ပါတယ်ဗျနံပါတ်2လူတိုင်းဒီအခွင့်အရေး၃ခုနဲ့လှုပ်ချင်ရလှုပ်နေရင်တဦးနဲ့တဦးအသက်အန္တရာယ်ချင်းချောက်မှုထိဖြစ်လာနိုင်တယ်ဥပမာကျွန်တော်သူဟာကိုဟာသူပိုင်တာကိုပိုင်တာစသဖြင့်အငင်းပွားမှုဒါမျိုးတွေပေါ့နော်နံပါတ်3ဒီလိုဖြစ်လာရင်နော်ဒါကြောင့်လူတိုင်းမိမိရဲ့အခွင့်အရေးတချို့ကိုကျွန်တော်တို့ကအဖွဲ့အစည်းတစ်ခုထံကိုပေးအပ်ပြီးတော့အဲ့ဒီအဖွဲ့အစည်းကလူတို့ရဲ့ကြံတဲ့အခွင့်အရေးတွေကိုစောင့်ရှောက်ဖို့သဘောတူညီခဲ့ကြတယ်နော်ဆိုတာကအခွင့်အရေး rights အချို့ကိုဒီအဖွဲ့အစည်းတံမှာကျွန်တော်တို့ကစွန့်လွတ်လိုက်တာပေါ့ဗျာဒီအဖွဲ့အစည်းကိုပဲကျွန်တော်တို့ကအစိုးရရဲ့လို့သတ်မှတ်ကြတာပေါ့ဗျာအရင်က social contract အကြောင်းကိုကျွန်တော်တင်ဆက်ခဲ့စဉ်ကဒီအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ထည့်သွင်းပြောခဲ့ပြပါတယ်အခွင့်အရေးတချို့ကိုစွန့်လွတ်တယ်ဆိုတာဟာလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာအဆင်ပြေစေဖို့ညီမျှစေဖို့နဲ့တနည်းအားဖြင့်မိမိနဲ့မိမိပတ်ဝန်းကျင်အဆင်ပြေစေဖို့ပဲဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်ကိုပြန်ဆက်ရရင်မြန်မာနိုင်ငံမှာရှိတဲ့စီမင်းစည်းကမ်းတွေဥပဒေတွေဆိုတာကျွန်တော်တို့ပြည်သူတွေစွန့်လွတ်ထားတဲ့အခွင့်အရေးတွေဖြစ်ပါတယ်ဥပမာဤနေရာမှာအမှတ်မပြရလို့ရေးထားရင်ဒီနေရာမှာမိတ်ဆွေရဲ့အမိုက်ပစ်ခွင့်အခွင့်အရေးတစ်ခုဆုံးရှုံးပါတယ်ဒါပေမဲ့ဒီဆုံးရှုံးမှုကမိမိပတ်ဝန်းကျင်အတွက်အကောင်းဖို့ဖြစ်ပါတယ်မိတ်ဆွေအမိုက်ပစ်လိုက်ရင်ထိခိုက်နစ်နာသွားမဲ့တခြားသောသူတွေရှိနေလို့ဒီလိုမျိုးကတ်သက်ထားတာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့လက်လန်းမီတော့စဉ်းစားလို့ရနိုင်တဲ့အစီကံဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့သတိပြုမိရမှာကစီကံဆိုတာအာဏာရှိသူကအနိုင်ကျင့်ဖို့ထုတ်ထားတဲ့အမိန့်မဟုတ်ပါဘူးကျွန်တော်တို့အားလုံးအတူတူရှင်တွဲနေထိုင်ဖို့အတွက်အချင်းချင်းထားရှိခဲ့ကြတဲ့ဂတိကဝတ်တွေဖြစ်ပါတယ်နောက်တစ်ဆင့်ချက်ပြီးတော့ကျွန်တော်စဉ်းစားကြည့်အောင်စီကံလိုပဲကျွန်တော်တို့လူပေါင်းပတ်ဝန်းကျင်မှာထားရှိတဲ့နောက်တစ်မျိုးသဘောတူညီချက်ဂတိကဝတ်ရှိပါတယ်အဲ့ဒါကိုတော့ဒီဘက်ခေတ်မှာကျွန်တော်တို့ကယဉ်ကျေးမှုလို့ခေါင်းစဉ်တက်ထားပါတယ်John Locke ပြောခဲ့သလိုပါပဲလူတိုင်းကအခွင့်အရေးတွေနဲ့မွေးဖွားလာတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘိုးဘေးဆက်ဆက်လူပတ်ဝန်းကျင်မှာကျွန်တော်အချင်းချင်းမှာထားရှိခဲ့တဲ့ယဉ်ကျေးမှုဂရိကိုတွေရှိပါတယ်ဒီလိုထားရှိခဲ့ခြင်းကလည်းမိမိရဲ့လွတ်လပ်ပိုင်ခွင့်ကတပါးသူကိုထိခိုက်စေနိုင်တဲ့အတွက်သတ်မှတ်ခဲ့တဲ့စီမင်းစည်းကမ်းနဲ့ယဉ်ကျေးမှုတွေဖြစ်ပါတယ်ဒါကြောင့်စည်းကမ်းကိုလိုက်နာခြင်းဟာတနည်းအားဖြင့်ပြောရင်မိမိကိုမိမိလေးစားရရောက်တယ်လို့မိမိရဲ့ပတ်ဝန်းကျင်နဲ့တခြားသူတွေကိုလည်းတန်ဖိုးထားရောက်ပါတယ်အဲ့တော့ဟုတ်ပြီစီကံရှိရင်စီကံလိုက်နိုင်ဘာဖြစ်မလဲပေါ့နော်စီကံရှိရဲ့လူ့ဖွဲ့စည်းမှာနေရတဲ့လူတွေဟာတယောက်နဲ့တယောက်ယုံကြည်မှု social trust တွေပိုရှိကြတယ်လို့ဘဝရဲ့လုံခြုံမှု safety ဆိုတာကိုလည်းပို့ပြီးတော့ခံစားရပါတယ်ဒါပြင်စီကံဆိုတာကိုကျွန်တော်တို့ကတားမြစ်ချက်လို့မမြင်ဘဲနဲ့အခွင့်အလမ်းတစ်ခုအနေနဲ့လည်းကြည့်လို့ရပါတယ်နိုင်ငံရေးသိမ်းမဲ့ရှုထောင့်ဆိုတော့ဒါနိုင်ငံရေးကဏ္ဍဆိုတော့နိုင်ငံရေးသိမ်းမဲ့ရှုထောင့်ကနေကြည့်မယ်ဆိုရင်စီကံရှိတဲ့လူဖွဲ့စည်းဟာကုန်ကြောက်ဝင် cost ကိုတက်တာတဲ့လူဖွဲ့စည်းဖြစ်ပါတယ်ဥပမာလူတိုင်းစီကံရှိတန်းစီကြမယ်အမိုက်မပစ်ကြဘူးဆိုရင်ဒီစနစ်ကိုထိန်းချောင်းဖို့ရဲတွေစီပင်ဝန်ထမ်းတွေစောင့်ကြည့်သူတွေနဲ့တခြားသောဝန်ထမ်းတွေအများအများထပ်မံအသုံးပြုစရာမလိုတော့ပါဘူးအဲ့ဒီမှာတက်တာသွားတဲ့ငွေနဲ့ကျွန်တော်လူသားအရင်းမြစ်လူသားရေးမျိုးကိုနိုင်ငံရဲ့တခြားဖွံ့ဖြိုးရေးကဏ္ဍတွေမှာပိုပြီးထိထိရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်စီကံရှိခြင်းဟာဦးတယောက်ချင်းစီရဲ့တန်ဖိုးတင်တာမကပဲနိုင်ငံတော်ရဲ့စီးပွားရေးနဲ့လူမှုရေးတိုးတက်မှုအတွက်ပါအဓိကကျတဲ့ engine ဆက်တစ်ခုပဲဖြစ်ပါတယ်။မောင်းနေတဲ့အရာတစ်ခုနော်။အဲ့တော့အနှစ်ချုပ်အနေနဲ့ညီကုန်းချုပ်ရရင်စီကံဒီပြည်သူတန်ဖိုးလို့ကျွန်တော်နာမည်ပေးလိုက်ရခြင်းဟာကျွန်တော်တို့ပေးဆက်လိုက်ရတဲ့အခွင့်အရေးလေးတွေထွက်ကျွန်တော်တို့ပြန်လည်ရရှိလိုက်တဲ့ဒီပေးဆက်မှုကြောင့်ပြန်လည်ရရှိလာတဲ့ရင်ကျေးတဲ့လူပေါင်းဆိုတဲ့ပုံမကြီးပါတဲ့တန်ဖိုးကိုကျွန်တော်ဆိုလိုတာပဲဖြစ်ပါတယ်။စီကံကိုလိုက်နာတာအမိန့်ကိုကြောက်လို့မဟုတ်ဘဲနဲ့ကိုယ်တိုင်ကတန်ဖိုးရှိတဲ့ပြည်သူတယောက်ဖြစ်ကြောင်းသက်သေပြနေတာပဲဖြစ်ပါတယ်ဗျာ။
ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးကနေစီကံဒီကျွန်တော်တို့စွန့်လွတ်ထားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာရဲ့စီကံလိုက်နာခြင်းကမိမိနိုင်ငံအတွက်မိတို့လုပ်ပေးနိုင်တဲ့အလွယ်ဆုံးလုပ်ဆောင်မှုလေးဖြစ်တယ်ဆိုတာကိုမိတ်ဆွေတို့သဘောပေါက်ပြီးတော့စီကံလိုက်နာတော့ပြည်သူကောင်းများဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရဗျာနောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာကျွန်တော်ကေတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလုပ်ထားပါတယ်ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်သူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေပေးနံပါတ်တွေကိုကေတုကေလို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ